ဒီနေ့ကတော့ထွေနေမှာအင်ကြီးမပါလာဘူးပေါ့နော်အင်ကြီးမပါလာတော့အမြင်ပဲချွေးလာညှက်ရတာပါသူကတစ်ထည့်လုံးလဲဆွဆွဲပြီးတော့ချွေးရည်ပဲပေါ့နော်ကြည့်ကြပါဦးချွေးရည်အင်ကြီးမယူလာမိရတော်တော်မှားလာပဲအဲ့ထဲမှာ tripod နဲ့ချာဗက်ဒီလန်ကတဲ့ပစ္စည်းရပါတယ်ပေါ့နော်တော်တော်လေးဒီတိုင်းနဲ့တနေ့ကုန်နေရတော့မှာဟုတ်မှားလာပါယူလိုက်ရင်ပြီးနေပြီပြင်းနေဒီထဲဖို့ဒီလားကဲခုတော့ပြန်တက်ပါတော့မယ်